မင်းစူးစမ်းနေရတဲ့အတွက်ငါဂုဏ်ယူတယ်အောင်စောဝမ်းငါမင်းကိုအရန်ဂုဏ်ယူတယ်ကျွန်တော်ရဲ့နောက်နှစ်ကကျွန်တော်ကိုလမ်းပြီးတော့စကားပြောခြင်းနဲ့ time travel တော့မဟုတ်ဘူးဒီကနေလမ်းပြီးတော့စကားပြောထားခြင်းနဲ့ပေါ့ဆိုတော့နောက်နှစ်ကကျွန်တော်ရဲ့ version ကိုဗာပြောခြင်းလဲဆိုလို့ရှိရင်ဟိုအရှုံးမပေးနဲ့ပေါ့နော်ကျွန်တော်အခု grow လုပ်နေရ YouTube ပေါ့ကျွန်တော်ကဟို YouTuber ဖြစ်ချင်တာကျွန်တော်အားကြရတဲ့ဒီ YouTube ကလူတွေရှိတယ်ဆိုတော့ကျွန်တော်တို့အရင်အားကြရတယ်ကျွန်တော်တို့လိုဖြစ်ချင်တာကင်မရာတစ်လုံးနဲ့ဒါပေမဲ့ကျွန်တော်ကင်မရာမဝင်နိုင်သေးဘူးကင်မရာဆိုတာ cinematic grade camera ပေါ့နော်ဒီ video camera မဝင်နိုင်သေးဘူးအခုကတော့ဒီ Osmo Pocket 3နဲ့ကျွန်တော်ရိုက်နေတာအခုဆိုရင်ကျွန်တော်မှာဒီ subscriber 89ယောက်ပေါ့နော်89ယောက်ရှိလာပြီဒါကျွန်တော် subscriber 0ကနေစလောက်ထားတာပေါ့နော်89ယောက်ရှိနေပြီပေါ့အနေနဲ့များတော့ကျွန်တော်အတွက်ဒါများတယ်လို့ပြောရမယ် YouTube က grow လုပ်ရတာခက်တယ်ပေါ့နော်နောက်နှစ်ကလူတွေဗာပြောချင်တယ်ဆိုရင်မင်းဟိုအားမလျှော့ခဲ့တာမှန်တယ်ပေါ့မင်းလည်းမလျှော့ခဲ့တာမှန်တယ်မင်းနေ့စဉ်ဘလုပ်လုပ်နေတာမှန်တယ်နေ့စဉ်ဗီဒီယိုလုပ်နေတာမှန်တယ်မင်းဆက်လုပ်ပါအဲ့တိုင်းပဲဆက်လုပ်သွားပါရက်တော့ရက်မသွားနဲ့လုံးဝရက်မသွားနဲ့လို့ကျွန်တော်ပြောချင်တယ်နံပါတ်1ကတော့မင်းအခုတက်ပို့ပြီးတော့ဝင်ငွေကောင်းနေပြီ business လည်းတိုးချဲ့နိုင်နေပြီဇွဲရှိရှိဆက်လုပ်ပါအဲ့အရာတွေကိုမှန်မှန်ကန်ကန်ဆက်လုပ်ပါလို့ပြောချင်တယ်နံပါတ်3ကတော့ရင်းနှီးမြှုပ်နှံပါမင်းနောက်နှစ်ဆိုအသက်26နှစ်ရှိပြီပတ်စံကိုရသလောက်သုံးမလုပ်ပါနဲ့ money storage ကြီးထားပါ3သိန်းလောက်ဝင်လာလို့ရှိရင်ပျော်ပြီးတော့ coffee ဆိုင်လေးသွားလိုက်ကျွန်တော်ကတော့ပတ်စံရှိလို့ရှိရင်ဘယ်မှမသွားဘူးကျွန်တော်က coffee ဆိုင်သွားပြီးစာသွားဖတ်တာဒါပေမဲ့ coffee ဆိုင်သွားရလဲခဏဆိုပတ်စံပိုးကုန်တယ်အဲ့တော့ဟိုနောက်နှစ်ကကျွန်တော်မှားချင်တာကတော့ money storage ကြီးထားပါ 1% တေးသေးလေးတွေအရင်ကြည့်တယ်1000နဲ့10ရွက်ဆိုလို့ရှိရင်1000နဲ့ဆွဲဆိုရင်3သိန်း1000နဲ့10က3မီလို့ရှိရင်3သိန်း3မီအတူတူပဲပေါ့အဲ့တော့money storage ကြီးထားပါပတ်စံတွေအကုန်လုံးရင်းနှီးမြှုပ်နှံပါငွေပြန်လာတဲ့အရာတွေမှာပတ်စံသုံးပါငွေပြန်မလာတော့တဲ့နေရာမှာပတ်စံမသုံးပါနဲ့လို့ကျွန်တော်မှာချင်ပါတယ်နံပါတ်4မိသားစုကိုပို့ထောက်ပံ့ပါအခုထောက်ပံ့နေဆိုဘာမှမဟုတ်သေးဘူးနောက်26မှာပို့ပြီးထောက်ပံ့ပါနောက်တစ်ခုကတော့မိသားစုပေါ်မှာစိတ်ရှည်ပါကျွန်တော်ကဘယ်လိုပြောမလဲမိသားစုနဲ့ trauma နဲ့အနေနဲ့အများအမေနဲ့ရှိရဲတခုဆိုလို့ရှိရင် trauma ပေါ်လာပြီးတော့ဟိုစိတ်ဆက်တတ်တယ်အဲ့လိုဖြစ်တဲ့အခါမှာဘယ်လိုပြောမလဲမိသားစုနဲ့စကားရပြောရတယ်ပေါ့နော်အဲ့တော့ထပ်မဖြစ်ပါနဲ့တီးခံပါဒေါသကိုထိန်းပါ storage ကြဖြစ်ရှင်းပါနောက်ဆုံးတစ်ခုကတော့စိတ်နဲ့ခန္ဓာကိုယ်ပိုကောင်းလာပါစိတ်ကပိုပြီးတော့တန်မာလာပါခန္ဓာကိုယ်ကပိုပြီးတော့ကျန်းမာလာပါပိုပြီးတော့မိုက်လာပါဘူးနော်အဲ့တော့နောက်နှစ်2026ကကျွန်တော်ဒါလေးပြောချင်ပါတယ်မင်းစူးစမ်းနေရတဲ့အတွက်ငါဂုဏ်ယူတယ်အောင်စောဝမ်းငါမင်းကိုအရန်ဂုဏ်ယူတယ်ဘယ်သူမှဂုဏ်ယူမယူငါမင်းဂုဏ်ယူတယ်ဆက်စူးစမ်းနေဆက်လုံနေရလက်တွေထွက်လာလိမ့်မယ်ရလက်တွေကထွက်နေပြီမမြင်ရသေးတာဟောဆက်တာလုံနေဆိုတော့မင်္ဂလာပါကျွန်တော်အောင်စောဝမ်းပါ3ရက်တူကိုပြောင်းနိုင်တဲ့အသက်25နှစ်လူငယ်တစ်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်